Hello အားလုံးပဲမင်္ဂလာပါဒီနေ့က Wokyo noodle bar ကိုသွားလက်ခဲ့ပါတယ်အဲ့ဒါကတော့ LC ဆိုရဲနေရာမှာရှိရပါတော့အခုဒူဘိုင်းမှာကနည်းနည်း trend ဖြစ်ပြီးတော့သူကအဲ့လိုပေါ့နော် online မှာလည်းခေတ်စားနေတဲ့ Japanese restaurant ဖြစ်ပါတယ်အဲ့ဒီကိုသွားလက်ခဲ့ပါတယ်အားလုံးပဲလိုက်ခဲ့ပြီးကြပါအောင်နော်ကြတော့လေဒီ LC ကိုသွားရဲဆိုလို့ရှိရင်လုံးဝဒီ back side ပေါ့နော်ဒီ back side မှာရှိတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့ရှာရခက်တယ်ဒါပေမဲ့ဒီဆိုင်ရဲ့အပြင်အစင်းတွေကတော်တော်ကိုချစ်ဖို့ကောင်းတယ်လို့ပြောရတယ်ပေါ့နော်နောက်ပြီးတော့ဒီ menu မှာဆိုလို့ရှိရင်လေသူ့မှာရွေးချယ်စရာဒီ noodle type တွေရှိတယ်နောက်ပြီးကဘာ sauce နဲ့စားချင်တာလဲအဲ့လိုမျိုးပေါ့နော် sauce တွေရွေးလို့ရတယ်နောက်ပြီးတော့ drink သူရဲ့ signature drink တွေရှိပါတယ်တွေ့ရတဲ့အတိုင်းဆိုင်လေးကတော်တော်ချစ်ဖို့ကောင်းတာပေါ့နော်အကယ်လို့ကိုကတငယ်ချင်းအနေနဲ့အဲ့လိုမျိုး group လိုက်သွားရဲဆိုလို့ရှိရင်လည်းဒီဆိုင်လေးကတော်တော်ကိုဘယ်လိုပြောမလဲ trendy ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးတော့သူ့မှာကကြတော့ဒီအပြင်ကိုဒီအထဲမှာထိုင်လို့ရတယ်ဒါပေမဲ့အဲ့တုန်းကကြတော့အပြင်မှာကလူပြည့်နေတာပေါ့နော်အဲ့ဒါနဲ့ပဲတယောက်တည်းဖြစ်တာလဲပါတာကြောင့်အထဲမှာပဲထိုင်လိုက်တယ်ထိုင်ပြီးတော့ကြတော့ပဲစားတော့မှလိုက်ပါတယ်ဒီနေ့မှာလိုက်တာကတော့ဒီ matcha milk tea ပေါ့နော်အဲ့ဒါကသူတို့ရဲ့ဆိုင်မှာ signature လို့ပြောရဲနောက်ပြီးတော့ကျတော့ဒီ noodle ကလည်းဒီ signature noodle ပေါ့နော်အဲ့တော့ဒီဥစ္စာကိုမှာခဲ့ပါတယ်ကိုရီးယားထုံးစံတိုင်းခောက်ဆွဲစားရဆိုလို့ရှိရင် extra spicy ကိုပဲပုံမှန်စားလေးရှိပါတယ်ဒါပေမဲ့ငရုတ်သီးအများကြီးထည့်တော့လေထုံးစံတိုင်းပါပဲမဆက်ပါဘူးရှင်ဆန်တိုင်းမဆက်ဘူးမဆက်တော့တွေ့ရဲ့အတိုင်းပဲဒီ chili powder ထပ်ထည့်ပြီးတော့စားရပေါ့နော်ထပ်ထည့်ပြီးစားလဲ chili powder ကမဆက်ပါဘူးမဆက်တော့ကြတော့အမှခဏခဏထည့်ပြီးတော့စားနေရတာပေါ့နော်ခောက်ဆွဲစားရဆိုလို့ရှိရင်ကိုရီးယားပုံမှန်အားဖြင့်ဆိုလုံးဝကို extra spicy စားတတ်တဲ့သူမျိုးပေါ့နော်ဒါပေမဲ့ဒီမှာကအဲ့လိုမျိုးအရန်ဆက်တာတိတ်ပြီးမတွေ့ရအောင်ခောက်ဆွဲစားလို့ရှိရင်လေဒီဆိုင်ကလည်းထုံးစံအတိုင်းပဲဒီ extra မှာလည်းသိပ်ပြီးမဆက်ပါဘူးအဲ့တော့ sauce ကဒီ spicy ဒီ powder ကမဆက်ဘူးမဆက်တော့ကြတော့နောက်တစ်မျိုး chili sauce ကိုထပ်ပြီးတော့ try မှာထပ်ပြီး try လေ chili sauce ကမဆက်ပါဘူးသူတို့ level ကလုံးဝဒီ level 1ပေါ့နော် 0.5 လောက်ပဲရှိမယ်လို့ထင်တယ်ပေါ့နော်လုံးဝမဆက်ဘူးဒါပေမဲ့တခြားသူတွေကတော့ဆက်မယ်လို့ထင်တယ်ဒါပေမဲ့ကိုရီအနေနဲ့ကတော့ဒီ spicy sauce ကိုဒီ powder ကိုကလုံးဝကိုမဆက်ပါဘူးရှင်
တော်တော်လေးစားလိုက်ပါတယ်ပုံသွားပါပြီသူကပိုရှင်များတယ်ဆိုတော့လေသိလားအဲ့လိုမျိုး2ယောက်လောက်တော့စားလို့ရမယ်လို့ထင်တယ်အကယ်လို့ကိုကအစားနည်းတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုရီးယားတော့အစားကြီးရဲ့အတွက်ကြောင့်မလို့အကုန်လုံးကုန်သွားရဲ့ပေါ့နော်အဲ့တော့အကယ်လို့ Elsif ကိုရောက်ခဲ့ရဆိုလို့ရှိရင်ဒီဆိုင်လေးကို must try မှာပြီးတော့တကယ်ချင်းနေနဲ့တွားလို့ရှိရင်လေဒီဆိုင်လေးကတော်တော်လှပါတယ်4နာရီ5နာရီလောက်တွားလို့ရှိရင်တော်တော်မိုက်တယ်လို့ပြောရမယ်ပေါ့နော်သူ့ရဲ့ view တွေကိုနောက်ပြီးဓာတ်ပုံရိုက်ဝါသနာပါရဲ့သူရဲ့ဆိုလို့ရှိရင်လေအဲ့အချိန်လောက်ဆိုလို့ရှိရင်သူ့ရဲ့ဒီအလင်းရောင်နဲ့ဆိုလို့ရှိရင်တော်တော်လှတယ်အပြင်မှာထိုင်ဖို့တော်တော် comment ပေးရပေါ့နော်ကိုကြီးကတော့အပြင်မှာမထိုင်လိုက်ရဘူးပေါ့နော်ဒါပေမဲ့အပြင်မှာအဲ့ဒီအချိန်သွားလို့ရှိရင်အပြင်မှာဆိုလို့ရှိရင်တော်တော်လှမယ်လို့ထင်နေသေးလား Okay guys, bye bye and see you on next video and hope you like it on it. Bye.